Hello, nhiều cô mấy chuyện nhà cô mà nhà alo mẹ mình là ba. Cho nó vậy, chú đi mau này rồi đấy, sử dụng chén này, ở đây cái này này, cho nó cô mà đi alo cô nuôi thuê rồi, mình là ba luôn, cho nó bắt cái này nó còn sát lại ba đấy. Cho nó vậy, đi chén này lấy cái số nhé, chén này ở đây cái này phải ba đấy. Cho nó hôm bắc cả, cho nó cô này hôm share rồi, sử dụng chén này lấy cái rồi cho nó đủ. တပတ်ကလေးလည်းကျွန်တော်နားထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီတပတ်တာအတိုင်းတာမှာကျွန်တော်ဒီ channel လေးမှာပဲရှိဖြစ်မယ်ဗျအဲ့အတွက်မိတ်ဆွေများအားလုံးပဲကိုနိုင်ကိုတည်တဲ့မိတ်ဆွေတွေအားလုံးက channel လေးတွေကိုတယောက်တစ်ချက်စီ subscribe နှိပ်လို့ရတယ်လို့ဒီဗီဒီယိုပိုင်း like ကိုအခုမှတွေ့ဘူးတာပါမြင်မှုတာပါဆိုတဲ့လူသစ်အကိုတွေမားတွေအားလုံးလည်းကျွန်တော်ရဲ့ channel လေးကို subscribe လေးတွေနှိပ်ပြီးအားပေးဝင်ရလို့ရပါတယ်ကျွန်တော်တို့မနက်ဖြန်က28ရက်17လပိုင်း2025ကျွန်တော်တို့ဒီကြာသာပရိနေ့မနက်ပိုင်း12နာရီ10မိနစ်ဈေးမှာတကွက်ကောင်းထဲမှာတဲ့ဒိုင်ခွဲအော့ထုတ်လို့ရမယ်ဒိုင်ခွဲထိုးလို့ရမယ်မအားရတဲ့ကနန်းကောင်းတစ်ခွက်ကိုကျွန်တော်ဒီဗီဒီယိုပိုင်း live မှာပြသွားမှာဖြစ်ပါတယ်ကျွန်တော်ကိုသိတဲ့မိတ်ဆွေတွေအားလုံးကတော့ကျွန်တော်ဟို channel ကျွန်တော်ရဲ့ channel အကြီးမှာဆိုရင်ကျွန်တော်ဒီတစ်ပတ်မှာကဏ္ဍ6ချိန်ထွက်တဲ့အတိုင်းတာမှာကဏ္ဍ9ချိန်ကြီးအောင်မြင်ထားပါတယ်ဗျမနက်ဖြန်ကမှကျွန်တော်မနက်7နာရီ10မိနစ်ဈေးမှာနေဆက်လက်ပြီးအောင်မြင်အောင်ပွဲဝင်ဒိုင်ခွဲအားလုံးရကြအောင်အားလုံးပေါက်ချအောင်ကျွန်တော်ပေးဆောင်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ယုံကြည်တဲ့မိတ်ဆွေအကူမတွေအားလုံးပဲကျွန်တော်ရဲ့ like ကလေးကိုအစကနေအဆုံးထိမရစ်မကြော်ပဲကြည့်ပေးကြဖို့မေတ္တာရက်ခံပါတယ်ကျွန်တော်တို့အကူမတွေအားလုံးပဲ channel အသစ်ကလေးမှာအားပေးနေတဲ့မိတ်ဆွေတွေလူသစ်မိတ်ဆွေတွေအားလုံးရှိမယ်ဆိုရင်လည်းကျွန်တော်တို့ဒါရေစက်တစ်ခုကြောင့်ကျွန်တော်တို့စုံတွေ့တာဗျာစုံတွေ့တာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေများအားလုံးဘက်ကနေ channel လေးကိုအဓိကအနေနဲ့အားလုံးပဲ supporting လေးတွေဝိုင်းပြီးကူညီပြီးတော့ပေးပါကျွန်တော်ဘက်ကနေပြီးတော့ကျွန်တော်မိတ်ဆွေများအားလုံးအတွက်တကွက်သေးထိုးခြင်းတဲ့ကစားသမားများရှိမယ်လို့ထင်ပါတယ်တကွက်သေးဆိုတာတက်ကျွန်တော်တို့မနက်ဖြန်က12နာရီ10မိနစ်ဈေးမှာတလုံးပိုင်ကိုရဲပတ်နိုင်ပါတယ်ရဲပတ်ရဲတဲ့ဆိုတဲ့ကစားသမားမိတ်ဆွေအကူမတွေအားလုံးရှိမယ်ဆိုရင်လည်းကျွန်တော်ဘက်ကနေပြီးတော့အာမခံဖတ်သီးတလုံးလေးကိုကျွန်တော်ဘက်ကပေးသွားပေးပါမယ်နော်အာမခံဖတ်သီးတလုံးလေးကိုကိုနိုင်ဘက်ကနေပြီးတော့ပေးသွားပါမယ်ယုံကြည်တဲ့မိတ်ဆွေတွေအားလုံးပဲကဲဟုတ်ပြီဗျာကျွန်တော်စကားလေးတွေတွားနေတာကြာသွားရင်ကျွန်တော်တို့အပြောလေးတွေလျှော့ပြီးတော့အပြူသဘောမဆောင်ပဲနော်ပြူသဘောမဆောင်ပဲနဲ့ကျွန်တော်လက်တွေ့ practical ဆင်းမယ်အဲ့တော့မိတ်ဆွေများအားလုံးပဲကျွန်တော်မနက်ဖြန်က28ရက်17လပိုင်း2025 12နာရီ10မိနစ်ဈေးမှာဝမ်ချင်းမိုင်ပတ်ဒီအနေနဲ့ပတ်မဲ့ကစားသမားများကျွန်တော်အကြိုက်ဆုံးဝမ်ချင်းမိုင်ပတ်ဒီ4ပိုင်4ပတ်ဒီခွန်ပိုင်ခွန်ပတ်ဒီဖြစ်ပါတယ်ဗျလေးချိုင်းနေတဲ့မိတ်ဆွေညီကိုမောင်နှမတွေအားလုံးပဲလေးကိုပတ်လို့ရပါတယ်ခွန်ချိုင်းနေတဲ့မိတ်ဆွေညီကိုမောင်နှမတွေခွန်ကိုပတ်လို့ရပါတယ်လေးကိုကြရင်လေးကိုပတ်လို့ရပါတယ်ခွန်ကိုကြရင်ခွန်ကိုပတ်လို့ရပါတယ်ညီကိုမိတ်ဆွေများဟုတ်ပြီဗျလေးနဲ့ပတ်သက်လို့မဖြစ်မနေအထူးမိန်တင်ရမယ်ခဏလေးကွက်တော့ရှိမယ်နော်လေးနဲ့ပတ်သက်လို့အထူးမိန်တင်ထိုးခြင်းနဲ့ဆိုရင်ကျွန်တော်တို့4 5 4 3 40 4ခွန်sorry 40 4 5 4 3 4 1နော်ဒီကဏ္ဍလေးတွေကိုအထူးမိန်နေနဲ့တင်ထုတ်ပါကျွန်တော်တို့ခွန်နဲ့ပတ်သက်လို့အထူးမိန်နေနဲ့တင်ထုတ်မယ်ဆိုရင်ခွန်3ခွန်5ခွန်20ခွန်1နော်ဒီကဏ္ဍလေးတွေကိုမဖြစ်မနေအကူမတွေအားလုံးဘက်ကအထူးမိန်တင်ထိုးပါပြောင်းကဏ္ဍကြိုက်တဲ့မိတ်ဆွေတွေအားလုံးကခွန်ကိုလိုက်လို့ရတယ်လို့မြူကဏ္ဍကိုမှပို့ပြီးကြိုက်ပါတယ်ဆိုတဲ့မိတ်ဆွေတွေကမြူကဏ္ဍဖြစ်တဲ့၄ကိုလိုက်လို့ရတယ်နော်ဒီတစ်ပတ်မှာကျွန်တော်မွေးကဏ္ဍ3ခွက်ကျွန်တော်ဒီကြံ4ချိန်မှာကျွန်တော်ပြောပြပေးခဲ့ပါမယ်မွေးကဏ္ဍ3ခွက်ပါ8 3ရယ်4 3ရယ်နောက်ပြီးရရင်4 1ရယ်8 3 4 3 4 1နော်ဒီကဏ္ဍ3ခွက်ကိုမွေးထိုးပါဒီ4ချိန်မှာအဲ့ကဏ္ဍ3ခွက်ထက်ကတစ်ခွက်ကကျင်းနေလာလိမ့်မယ်
ဟုတ်ပြီလားဒါဆိုမနက်ဖြန်7 နာရီ10 မိနစ်စီမှာဒိုင်ခွဲပတ်ချင်တဲ့မိတ်ဆွေများအားလုံးပဲလေးတစ်လုံးကိုအမာနီနဲ့ပတ်လို့ရပါတယ်တကွက်တည်းထိုးခြင်းနဲ့ဆိုရင်4-3ဆိုတဲ့ခဏတကွက်တည်းကိုတင်ထိုးပါနော်4-3ဆိုတဲ့ခဏတကွက်တည်းကိုထိုးပါ4-5ဆိုတဲ့ခဏကိုလည်းထည့်ထိုးပါမိန်ကဏ္ဍနဲ့မှာဟုတ်ပြီလား4-3ကိုမိန်တင်ထိုးပါတကွက်တည်းခဏပါ4-5ကိုလည်းမိန်နဲ့မှာထည့်ထိုးပါကဲဟုတ်ပြီဗျဒါဆိုရင်ကျွန်တော်ဗီဒီယိုပိုင်း like ကလေးကိုကျွန်တော်ဒီမှာဒီလောက်နဲ့ပဲရန်နာပါရစေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေမင်္ဂလာရှိသောနေ့လေးတွေမင်္ဂလာရှိသောစကားလေးတွေနေ့တိုင်းနေ့ပါကြားပါစေလို့ကျွန်တော်ဘက်ကဆုတောင်းပေးနေကျွန်တော်ဗီဒီယိုပိုင်း like ကလေးကိုကျွန်တော်ဒီမှာဒီလောက်နဲ့ပဲရန်နာပါရစေဗျအားလုံးပဲဘယ်မှာအကူမတွေအားလုံးပဲမင်္ဂလာရှိသောနေ့လေးတရက်ကိုဆက်လက်ပြီးဖြတ်ကျော်နိုင်ပါစေဗျအားလုံးပဲဘယ်မှာ